ကဘာပေါ်မှာရှိတဲ့တချို့သောလူတွေကိုကြည့်လိုက်မယ်ဆိုရင်လက်စစ်တွေကိုမကြာခဏဆိုသလိုချိုးတတ်တဲ့အလေ့ကျင့်ရှိတတ်ကြပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းအသက်ငယ်ရွယ်စဉ်ခါတုန်းကဆိုရင်လက်စစ်တွေကိုမကြာခဏဆိုသလိုချိုးတတ်တဲ့အလေ့ကျင့်ရှိပါတယ်အထူးသဖြင့်ကျောင်းကပေးလိုက်တဲ့အင်စာတွေတပုံကြီးကိုထိုင်ရင်းနေခဲ့ပြီးတော့လက်တွေတအားညောင်းသွားတဲ့အခါတိုင်းမှာကျွန်တော်ရဲ့လက်စစ်လေးတွေကိုကျွန်တော်ကိုယ်တိုင်ကတတောက်တောက်နဲ့အတန်မြည်နေအောင်လို့မကြာခဏဆိုသလိုချိုးနေခဲ့မိပါတယ်အဲဒီလိုမျိုးလက်စစ်တွေကိုချိုးခဲ့ပြီးသွားတဲ့အခါတိုင်းမှာလည်းစာရင်းနေခဲ့တော့ကလက်ညောင်းခဲ့တာတွေကအတော်လေးပုံမှတတ်တာပြေပြောက်သွားခဲ့တယ်လို့ခံစားနေခဲ့မိရပါတယ်နောက်ပြီးတော့လက်စစ်တွေကိုချိုးခဲ့မိလိုက်လို့ထွက်ပေါ်လာခဲ့တဲ့တတောက်တောက်နဲ့အတန်လေးကိုလည်းနှစ်သက်သဘောကျခဲ့မိလို့ကျွန်တော်ကအသက်ငယ်ရွယ်စဉ်ခါတော့ကကျွန်တော်ရဲ့လက်စစ်ချိုးတဲ့အကျင့်ကိုလုံးဝမဖျောက်ဖြစ်နိုင်တော့ဘဲနဲ့အချိန်တွေကြာလာလေပို့ပြီးတော့မကြာခဏဆိုသလိုလက်စစ်တွေကိုချိုးမိလေဖြစ်လာခဲ့ပါတယ်အဲ့ဒီလိုမျိုးကျွန်တော်ရဲ့လက်စစ်တွေကိုချိုးနေခဲ့မိတာကိုကျွန်တော်ရဲ့အိမ်ကလူကြီးတွေကမြင်တွေ့သွားတဲ့အခါတိုင်းမှာလက်စစ်တွေကိုလုံးဝဆက်မချိုးဖို့ကျွန်တော်ကိုတတိပေးဆုံးမစကားတွေပြောခဲ့ကြပြီးတော့တတိပေးတားမြစ်ခဲ့ကြပါတယ်အခုလိုမျိုးလက်စစ်တွေကိုလုံးဝမချိုးဖို့ရန်အတွက်အင်္ဂါလူကြီးတွေကကျွန်တော်ကိုငယ်ငယ်တုန်းကတတိပေးတားမြစ်နေခဲ့ရတဲ့အဓိကအကြောင်းရင်းကတော့လက်စစ်တွေကိုမကြာခဏချိုးနေခြင်းဟာလက်စစ်တွေကိုပုံမှန်ထက်ပိုပြီးတော့ကြီးထွားလာစေနိုင်ပြီးတော့အဆိပ်ရောင်ယောဂရတတ်စေနိုင်လို့ဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော်ရဲ့အင်္ဂါလူကြီးတွေကကျွန်တော်ကိုအသက်ငယ်ရွယ်စဉ်တုန်းကပြောဆိုဆုံးမခဲ့ပါတယ်လူကြီးသူမတွေပြောနေခဲ့သလိုပဲမကြာခဏလက်စစ်ချိုးတတ်တဲ့အကျင့်ရှိနေခြင်းကအမှန်တကယ်ပဲအဆိပ်ရောင်ယောဂတွေနဲ့အဆင့်မြင့်ကြီးထွားလာမှုကိုဖြစ်စေနိုင်ပါသလားဆိုပြီးတော့ကျွန်တော်ကိုယ်တိုင်ကကျွန်တော်ရဲ့အသက်ငယ်ရွယ်စဉ်ကလေးဘဝတုန်းကအရန်ကိုမှသိကျင်နေခဲ့မိပါတယ်အမှန်တိုင်းပဲအာမနာစရံဖွင့်ဖွင့်လင်းပြောရမယ်ဆိုရင်တော့အဆိပ်ရောင်ယောဂတွေနဲ့လက်စစ်ကြီးထွားမှုတွေဟာလက်စစ်ချိုးတာနဲ့ဘာမှမသက်ဆိုင်ပါကြောင်းကိုအသေးစိတ်လေ့လာတွေ့ရှိချက်များနဲ့အနီးကပ်စုံစမ်းစစ်ဆေးမှုများအရကျွန်တော်တို့တွားပြီးတော့မမျှော်လင့်မဲနဲ့တွေ့ရှိခဲ့ရပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုရင်လက်စစ်ချိုးရင်လက်စစ်ကြီးပါတယ်ဆိုရင်လူကြီးသူမတွေရဲ့ပြောဆိုဆုံးမစကားတွေဟာတကယ်လက်တွေ့မှာမမှန်ကန်ပါကြောင်းနဲ့တိကျမှန်ကန်မှုမရှိပါကြောင်းကိုကျွန်တော်ဒီနေရာလေးကနေပြီးတော့မေတ္တာကရုဏာရှေ့ထားပြီးတော့အာနာပါနာနဲ့ပဲပြောပြရစီ။တကယ်လက်တွေ့အမှန်တရားကတော့လက်စစ်ချိုးလို့လက်စစ်ကြီးတာတော့မဟုတ်ပါဘူးကိုယ်စီမှာအစကတည်းကအဆိပ်ရောင်ယောဂရှိနေခဲ့ပြီးတော့ဒီလိုအခြေအနေမျိုးမှာကိုကလက်စစ်တွေကိုမချိုးသင့်မဲနဲ့ချိုးခဲ့မိလိုက်မယ်ဆိုရင်အခြေအနေတွေကိုပို့ပြီးတော့ဆိုးရွားသွားစေခဲ့ပြီးလက်စစ်တွေကပုံမှန်တိုင်းမဟုတ်တော့ဘဲနဲ့ကြီးထွားလာရခြင်းဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့လက်စစ်ချိုးလိုက်တိုင်းလက်စစ်ကြီးနေတာမဟုတ်ပါဘူးအဆိပ်ရောင်ယောဂအခန့်အစကတည်းကရှိနေမှသာလေလက်စစ်ချိုးလိုက်တဲ့အခါမှာတွားပြီးတော့တိုက်ဆိုင်မှုတွေဖြစ်လာခဲ့ပြီးလက်စစ်တွေကကြီးထွားလာခြင်းဖြစ်ပါတယ်အစစ်လေးတွေရဲ့ပတ်လည်မှာအယိုးအစွန်းလေးတွေကိုဖုံးပေးထားတဲ့အမြည်ပါလေးတွေကရှိနေပါတယ်အဲ့ဒီအမြည်ပါထဲမှာချောစီလိုမျိုးအရည်တစ်မျိုးကအစကတည်းကသူ့တဘာဝအတိုင်းလေးတည်ရှိနေပါတယ်ကျွန်တော်တို့လက်စစ်တွေကိုချိုးလိုက်တဲ့အခါမှာတော့အဲ့ဒီအမြည်ပါတွေကချောစီလိုမျိုးအရည်တစ်မျိုးထဲမှာနေရာလက်တစ်ခုကိုတွားပြီးတော့ဖြစ်ပေါ်စေပါတယ်အဲ့ဒီလိုမျိုးဖြစ်ခြင်းရဲ့အဓိကအကျိုးဆက်အနေနဲ့လက်စစ်လေးတွေကအချိန်တော်ကြာလာတဲ့အထိဖောင်းကားပြီးတော့ကြီးထွားလာနေခဲ့ရခြင်းသာလည်းဖြစ်ပါတယ်အခုလိုမျိုးဖြစ်နေခဲ့ခြင်းကိုပဲလက်စစ်တွေကိုချိုးလို့လက်စစ်တွေဟာကြီးထွားလာကြရပါတယ်ဆိုပြီးတော့တချို့သောလူတွေကလွဲမှားစွာမဟုတ်မမှန်ထင်မှတ်နေခဲ့ကြခြင်းသာလည်းဖြစ်ပါတယ်လက်စစ်ချိုးလိုက်ခြင်းကြောင့်လက်ချောင်းများရဲ့တန်ဆွမ်းမှုခွန်အားကိုတော့အနည်းငယ်ရောကျသွားစေနိုင်ပါတယ်အခုကျွန်တော်ပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေကတော့ကျွန်တော်တို့ငယ်ငယ်တုန်းကအယူဆတွေလွဲမှားနေကြတဲ့လက်စစ်ချိုးရင်လက်စစ်တွေကြီးလာတဲ့အယိုးစစ်တွေကြီးလာတယ်ဆိုပြီးတော့ကျွန်တော်လွဲမှားနေတဲ့အယူဆတွေကိုလူကြီးများနဲ့ကျွန်တော်မိတ်ဆွေများအားလုံးကသိရှိစေလိုသောရည်ရွယ်ချက်ဖြင့်ကျွန်တော်ဒီဗီဒီယိုကိုပြုလုပ်ရခြင်းဖြစ်ပါတယ်။တကယ်တော့လက်စစ်ချိုးလို့လက်စစ်ကြီးတာမဟုတ်ပါဘူး။တကယ်တော့လက်စစ်ထဲမှာရှိတဲ့ချောစီလိုမျိုးအရည်တစ်မျိုးထဲမှာနေရာလက်တစ်ခုဖြစ်သွားပြီးအဲ့ဒီလက်စစ်လေးတွေဟာအချိန်ကျော်တာလာရှိဖောင်းကားပြီးတော့ကြီးထွားလာနေခဲ့ရခြင်းကြောင့်သာလေလက်စစ်တွေကြီးထွားလာခြင်းဖြစ်ပါကြောင်းကိုကျွန်တော်ကဒီနေရာကနေပြီးတော့ပြောပြပေးတော့ပါတယ်။အခုဒီဗီဒီယိုကိုအစကနေပြီးဆုံးသည့်ထိကြည့်ရှုသွားခဲ့ကြတဲ့လူကြီးမင်းများကလည်းကျွန်တော်အခုပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေကိုအထူးကောင်းမှစွာနားလည်ပြီးတော့သဘောပေါက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဒီဗီဒီယိုကိုဒီနေရာမှာပဲရန်နာပါမယ်နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်တို့အားလုံးပြန်လည်ဆုံတွေ့ကြအောင်ပါလူကြီးမင်းများအားလုံးနဲ့ကျွန်တော်မိတ်ဆွေများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေ